ဒီတစ်ခါမှတော့ဘန်နီနဲ့ဘန်နီချစ်ချစ်နဲ့ဆိုယန်ပရဂွန်ထဲမှာရှိတဲ့အကွာရီယံပေါ့နော်ငါးပြတိုက်တွေကိုသွားပစ်ခဲ့တာလေးကိုဘလော့လေးလုပ်ပြီးတော့တင်ဖြစ်တာပေါ့နော်နှစ်ယောက်စလုံးကအဲ့လိုမျိုးကလေးကလပေါက်ကရလောက်ကမယ်ဆိုလို့ရှိရင်အတိုင်းဖောက်အရမ်းညီတယ်ပေါ့နော်အခုလည်းငါးပြတိုက်ကိုသွားကျင်လားဆိုတာနှစ်ခါမမီးရဘူးပေါ့နော်နှစ်ယောက်စလုံးအဲ့ဒါသွားပစ်ခဲ့တယ်အဲ့ငါးပြတိုက်ကတော်တော်လေးစုံတယ်တော်တော်လေးကြီးတယ်ပေါ့နော်သွားလာတာလည်းအဆင်ပြေတယ်ဘန်ကောက်မြို့တွင်းထဲမှာပဲဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ပြီးလို့ရှိရင်ငါးအမျိုးအစားကြီးလည်းအရန်စုံပြီးတော့လေပတ်ကမဲ့နေရာလည်းအကျယ်ကြီးပေါ့နော်သူတို့လုပ်ပေးထားတယ်အရန်ကိုအဆင်ပြေပြီးလှတဲ့နေရာလေးပေါ့နော် See, this one, see. So bad. Oh. The manta ray. Oh. Come back, come back. Hello. Oh, so cute. He's so. အဲ့မှာအတောင်လာနားထောင်ကြည့်လိုက်တော့ဘလောက်တောင်မှပြောနေလဲဘလောက်တောင်မှအသေးရနေလဲဆိုတာ Oh, so cute. Oh. The shark. Oh, so sharp. The little shark. Baby shark do do do. Oh. Oh, look, the big ray. This one is big. Я видел, когда Oh. направлен. Baby shark do do do. Baby shark do do. Baby shark. Why is the shark do do? No, oh no. There's the shark again. So cool. I think this one is connected in here too. Oh shit. I need to see Oh, fast really this big one. shark. ငယ်တော့ကကြည့်ခဲ့ဘူးတဲ့ကာတွန်းကားတွေကနေမှုလေးတွေအရန်ချစ်ဖို့ကောင်းတာပဲတေးသေးပစ္စည်းလေးနဲ့အများကြီးပဲ Oh. They're going so fast. ဒါတော့ကန်ကြီးကလည်းကျဲပြီးငါးလေးရလည်းအယောင်ဆုံးတော့ပဲမြခဲ့တာပေါ့နော်တစ်ဖြတ်သူသိပါတယ်ပေါ့နားလဲပါတယ်ပေါ့ဆွတ်ဆက်ပြီးရှင်းပြတယ်ဘာပြောနေမှလည်းမသိဘူး The fog. ငါးတွေကိုသွားပြီးရုပ်ဆိုးတယ်တဲ့အော်နေတာကြည်ုံတော့သူမ Yeah. This is ugly. ဒါကတော့နီမိုကားတဲ့သူတငယ်ချင်းလေးတွေပေါ့နော်ဘန်နီလေးအဲ့အကောင်လေးကိုတွေ့ရတာအရန်အသေးရတာပဲဘန်နီအရန်လဲကြောက်တယ်တလားအဲ့ကောင်လေးကိုလုံးဝလေးမကြိုက်ဘူးတော့ဘလို့ကြီးလည်းမသိဘူးတလားအဲ့မှာဒါကင်မရာရိုက်နေနေတော့အသေးတွေရာပြီးတော့အရန်ကြောက်ဖို့ကောင်းတယ် They're sleeping. အဲ့ jellyfish နေရာလေးကလေအရန်လှတယ်သူကဓာတ်ပုံရိုက်လို့ရှိရင်လည်းအရန်လှတယ်အမမီးရောင်လေးရသူစက္ကန့်လိုက်တော့ပြောင်းသွားတာဓာတ်ပုံရိုက်ရင်ကင်မရာထဲမှာပေါ်မဲ့အရာပေါ့နော်ဘန်ဒီစိတ်ရှိစေနဲ့အမစောင့်နေရဘန်ဒီလိုပဲအဲ့ဘေးနားမှာစောင့်နေတဲ့လူတွေအများကြီးပဲဒါပေမဲ့အဲ့အရာပေါ့နော်ဓာတ်ပုံထဲမှာပေါ်မဲ့အရာမပြောင်းမချင်းအမစိတ်ရှိစေနဲ့အမထိုင်ဆောင် Okay, now it's green. There you go. Look
Okay. He's a man. ဒီနေရာလေးလည်းတအားလှတယ်ငါးတွေကအဲ့ခေါင်းပေါ်ကနေဖြတ်သွားနေရလေးတွေပေါ့နော်ထိုင်ကြည့်လို့ရတယ်အရန်လှတယ် See, he is so happy on your hand. Oh. He stopped. He stopped. Oh shit. Yeah. He stopped. Yeah, he stopped. ဒါတော့နှစ်ယောက်သားတစ်ဖြတ်ဖုန်းထောင်ပြီးပေးနေကြတာပေါ့နော်အဲ့နေရာမှာဖုန်းစတန်ကောင်းကောင်းလေးနဲ့တကယ်ဟိုပေါ့နော်ရှူထောင်ကောင်းကောင်းလေးနဲ့ရိုက်မယ်ဆိုလို့ရှိရင်အဲ့နေရာအရန်လှတယ်အနောက်ကရေကန်ရအကြီးနဲ့တော့မှန်အကြီးနဲ့လှုပ်ထားတာဆိုတော့လေအရန်လှပြီးအရန်အဆင်ပြေတယ်ကဲဒီတစ်ခေါက်တော့ဘန်ကောက်မြို့ထဲမှာရှိတဲ့ငါပြတိုက်လေးသွားခဲ့တဲ့ blog လေးကတော့ဒီလောက်ပါပဲနောက်တစ်ခေါက်ဘယ်လို blog တွေနဲ့ထပ်ပြီးလာမလဲဆိုတာစောင့်ကြည့်ပေးပါအောင်တတ